အားလုံးပဲမင်္ဂလာပါခင်ဗျာခနောရဲ့ Home Cooked Showdown ပြီးတော့ကြိုဆိုပါရစေဒီ season မှာဆိုရင်တော့ပရိသတ်ရင်းနှီးပြီးသားနယ်ပယ်အသီးသီးက influencer တွေကနေပြီးတော့သူတို့အိမ်မှာချက်ပြုတ်တဲ့ပုံစံတိုင်းခနောကိုအသုံးပြုပြီးတော့ချက်ပြုတ်ရှင်ပြိုင်မဲ့ season ပဲဖြစ်ပါတယ်ခင်ဗျာဒါအပြင်ကမှမတူညီတဲ့ challenge တွေကိုဖျက်ကျော်ပြီးတော့အကောင်းဆုံးဟင်းလျာတွေကိုခနောအသုံးပြုဘလို့ချက်ပြုတ်လဲဆိုတာကိုဒီမှာတွေ့ရမှာဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့လို့ကျွန်တော်တို့ကိုတမူထူးခြားတဲ့လက်ရာတွေရဲ့အနက်အရသာနဲ့ပြည့်စုံတဲ့ဟင်းလျာတွေကိုချက်ပြုတ်ပြီးတော့ရှင်ပြိုင်သွားမယ် Academy တက္ကသိုလ်ဂုံးပေါက်တဲ့မန်နေကိုဖိတ်ခေါ်ကြပါတယ်ခင်ဗျာလာပါပြောနေတာချက်ဖို့အတွက်ဒီကုန်းလက်ရစားရတော့မယ်စားဖို့အတွက်ပြောတာလားဟုတ်မကရောဒီကုန်းလက်ရစားရတော့စားတယ်ဒီကုန်းလေးပေါ့နော်ပထမဆုံးအနေနဲ့သိချင်တာကဒီအစီအစဉ်ကိုဘာကြောင့်ဝင်ပြီးတော့ join ဖြစ်တာလဲအဲ့ဒါသိချင်ပါခင်ဗျာဒီကုန်းကကြတော့အိမ်မှာလဲဟို shooting အားရက်လေးတွေကြာတယ်ချက်တယ်ပေါ့နော်ချက်တယ်ပြုတ်တယ် blog လေးလည်းတွေ့တယ်ကိုတိုင်းလည်းချက်တယ် blog လေးတွေလည်းရိုက်ဖြစ်တယ်ဆိုတော့ဟိုနည်းနည်းပါးပါတော့ချက်ဖြစ်တယ်ပေါ့အဲ့တော့ဒီစင်စီလေးမှာကိုသမီးလေးနဲ့မနေလေးနဲ့လည်းတွေ့ရမယ်ဆိုတော့အရင်လေးပျော်ပြီးလာတာဒီကုန်းလေးက show တော့နည်းနည်းလေးပဲချက်တာနည်းနည်းလေးဆိုတော့နည်းနည်းဆိုမှတော်တော်များများမရောက်စားပဲချက်မယ်ဆိုတဲ့ပုံစံမျိုးလားပဲပြီးတော့မှတလွဲတွေလာဟုတ်ကဲ့မင်းကရောအိမ်မှာပေါ့နော်လက်စွမ်းပြရလို့သိရတယ်ပေါ့နော်လက်စွမ်းပြရတယ်ဆိုတော့ဘလို့လက်စွမ်းပြရလဲအဲ့ဒါသိတယ်လက်စွမ်းပြဆိုအဲ့လိုမျိုးလက်ညှိုးထိုးတာဟိုလေးထည့်လိုက်ပါဦးဒီကလေးထည့်လိုက်ပါကျွန်တော်လည်းပြီးအခုချက်ပေးမယ်ပတ်စံနဲ့တက်နေမလို့ပါဘူးကုပေးအောင်ကုရမယ်နော်လေးပဲစားမယ်ဟုတ်ဘာမှမရဘူးလားတီကုန်းကဘီးဖို့ကိုလာတာဟောတီကုန်းလေးဟာဘီးဖို့ပဲလာမနေ့လေးရလက်စားချင်တယ်ဟုတ်ကဲ့ပါနောက်ထပ်အနေနဲ့ဒီနေ့မှာဘလို့ဟင်းတွေကိုလက်စွမ်းပြဖို့စဉ်းစားထားတယ်တီကုန်းလေးအနေနဲ့စဉ်းစားထားတာတော့ကိုအိမ်မှာချက်တဲ့ဟင်းတွေပဲကိုကချက်ပြစ်ပါလေဒါပေမဲ့ဒီမှာမဲနိုင်ရမယ်လို့ပြောတယ်နော်ဟုတ်တယ်အဲ့ဆိုဘာကြမလဲမသိဘူးကြားတဲ့ဟင်းကိုတော့အကောင်းဆုံးဖြတ်ချက်ရမှာပေါ့ဟုတ်ကဲ့ပါမနေ့ကဟိုပါပေါ့နော်ဟင်းလျာတွေကိုလက်စွမ်းပြဖို့အတွက်ကိုဟိုကျင့်ထားရပေါ့နော်3ရက်9ညလောက်မအိမ်နဲ့ကျင့်ထားရလို့သိရတယ်ပေါ့နော်အဲ့ဒါကြောင့်ပြောပြပါဦးဟုတ်ကြလာသမျှပေါ့နော်ဝက်စတူးချက်စတူးငါးစတူးပေါ့ချက်စတူးရှိလားချက်စတူးရှိလားစတာနဲ့တူးတာချက်နဲ့ယိုးပေါင်းချက်နဲ့ယိုးပေါင်းတို့မယိုးတွေစတူးပဲစတာနဲ့တူးမှာစတူးပဲကဲအဲ့ဒါအဲ့ဟင်းကြပါစီပဲစူတောင်းတော့ကိုကျွမ်းနေနေဒီလေးခေါက်နေကျွန်တော်တို့ခနောရဲ့ Home Cooked Showdown အစီအစဉ်မှာဘသူကနေပြီးတော့ဘယ်ဟင်းချက်မလဲဆိုတာသိရဖို့အတွက်ကျွန်တော် mystery box လေးမှာသွားပြီးတော့မဲနိုင်ပြီးတော့ရွေးချယ်မှာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့က mystery box လေးစီကိုသွားလိုက်ရအောင်သွားမယ်လားသွားမယ်ကဲဒါဆိုရင်ကျွန်တော်တို့ mystery box လေးစီရောက်ပြီပဲဖြစ်ပါတယ်ခင်ဗျာဒီခုံနေပါတယ် mystery box ထဲမှာဟင်းပေါင်း146မျိုးလောက်ထည့်ထားလို့အောင်လေချက်မအဲ့ဒီထဲမှာတယောက်တစ်မျိုးစီရွေးရအောင်တယောက်တစ်မျိုးဘာတွေပိုင်လဲဟိုဘာမပိုင်ဘူးလေဟဲ့တီကုန်းကိုပိုင်နေတော့ချက်တဲ့ဥစ္စာပိုင်တာဟုတ်ကဲရောက်စားလက်စွမ်းတော့ပြအောင်ပါဗောဘာလဲထဲမှာဘာလဲဒီထဲမှာရှိတယ်တီကွန်ဒီထဲမှာmystery box ထဲကနေပြီးတော့ဟင်းလျာတွေကိုတယောက်ကိုတစ်ခုပေါ့နော်ရွေးရမယ်ရွေးပြီးသွားရဆိုရင်ကိုကြားတဲ့ဟင်းကိုအကောင်းဆုံးအရသာတွေနဲ့ရှင်ပြိုင်ချက်ပြောရမယ်ပြီးသွားတဲ့အခါမှာ plating ကလည်းကျွန်တော်တို့ဒီပုတ်တင်ထဲမှာပါတယ်ပေါ့နော်မျက်စိပသရာဖြစ်တဲ့ဟင်းလည်းဖြစ်ရမယ်ပြီးသွားတဲ့အခါမှာအနက်အရသာနဲ့ပြည့်စုံတဲ့ဟင်းရတယ်ဖြစ်ဖို့ကလိုသေးတယ်အနက်ရတာနဲ့ပြည့်စုံတယ်ပေါ့ဘုန်းကြီးကပြင်ပြီးတော့ဆိုတော့အရန်ကျွမ်းနေဆိုတော့ထပ်ပြီးတော့ဖြည့်လိုက်အောင်မယ်နောက်တစ်ခုကပါလဲဆိုတော့45မိနစ်တွင်ပြီးချက်ရမယ်45မိနစ်တွင်ပြီးပိုင်တယ်လားပိုင်တယ်မလားသိလားရီးနေတယ်ဟိုကလေတစ်မျိုးပဲလား9မျိုးလောက်ချက်လို့မရဘူးလက်စွမ်းပြချင်တာလေ9မျိုးချက်ပါပါမလေးဟုတ်မရမဲ့တူတော့လေပျော်နေတယ်မျက်ရည်တွေကဝဲနေဟုတ်တယ်ဒီမှာရင်နေတုံးနေသူကပျော်နေအရင်ပျော်โอเคဒါဆိုစရွေးကို ready ပဲလား ready မဖြစ်တော့မနိုင်တော့ချက်စရာမရွေးတော့တစ်မျိုးလေးကြတော့လေတိတ်လက်စွမ်းပြလို့မကောင်းပြန်ဘူးဒီတော့မှဖြစ်9မျိုးနဲ့9000နဲ့146မျိုးထည့်ထားအဲ့တော့နဲ့ဟုတ်ကဲဒါဆိုရင်ကျွန်တော်တို့ဒါ mystery box လေးကိုစပြီးတော့မလာဘူးတောက်တယ်ကဲဘသူရေးမလားတီကိုဦးစားပေးပါတယ်ဘာဖြစ်လို့လဲဆိုတော့နောက်ကျန်တဲ့ဥစ္စာမင်းနော်ကျန်တဲ့ဥစ္စာမင်းနော်လဲလို့ရ46မျိုးတဲ့146မျိုးနဲ့စမ်းတာဟုတ်ပဲနော်မမသိကပြားကြောက်ကြော်လေးကိုတမိတွက်ချန်ထားပြီနော်ဒီကိုခိုးမကြည့်နဲ့လေဒီကိုကြည့်လို့မရဘူးဒီကိုတိန်းနော်ဒီကိုဒါလေးတိန်းနော်ဒီကိုကြည့်ပြီးတော့ရွေးတယ်နော်တမိကိုကြောက်ကြော်လေးချန်ထားပြီပါတကယ်ပြောင်းတယ်146မျိုးอ่ะ146မျိုးတော့146မျိုးဒါ146မျိုးမဟုတ်ဘယ်ကနိုင်ကောင်းမအမေတကတ်ကတော့နှစ်ကတ်တယ်မခဏဖုန်းတော့ဟုတ်ပါဘူးပကြည့်အောင်မင်းနဲ့တို့နဲ့လမ်းလဲလိုက်လေလုံးလိုက်ပါလဲလို့တော့မရအောင်ဟုတ်တယ်လို့မရဘူးတမိအရှုံးပေးလိုက်မယ်စုရရင်တဝက်ပေးတယောက်ဆက်ပေးလိုက်မယ်ကြည့်ရမှာပေါ့ဒါဆိုရင်တီကွန်းလေးရနေပြီးတော့ဘယ်ဟင်းလျာကြလဲဆိုတာကိုကျွန်တော်ကြေညာပေးတော့ဖြစ်ပါတယ်ခင်ဗျာတီကွန်းလေးကြတဲ့ဟင်းလျာကဆိုရင်တော့မစွန်နဲ့
ငရုတ်သီးပဲဖြစ်ပါတယ် ဟာ မနစ်ပိုင်နေရင်လား ဟုတ်တယ်အဲ့ဒီကိုပဲပိုင်နေတာ ရှင်းမယ်လေရှင်းမယ်လေ ကဲဒါဆိုရင်မနစ်ချက် ဘ ပဲ ယ် ဟ သူ င်း ကအ လေး ချက် ကြည့် မြန်နေမနေ့ကတိတ်အစ်စ်မပြေတော့နဲ့ မနေ့ကကြတော့မနေ့ကကြတော့ ဟိုစီလား မနေ့ကကြတော့ကြက်သားနဲ့ခရမ်းချင်းတီ ခရမ်းချင် ခရမ်းချင်းတီကြက်သားနဲ့ခရမ်းချင်းတီပဲဖြစ်ပါတယ်ခင်ဗျာ ခရမ်းချင်ဒီနဲ့ကြက်သားနဲ့လွဲတယ်လေ ဟုတ်လား ဒါဆိုရင်ကျွန်တော်တို့ဒါ mystery box ထဲကနေပြီးတော့တယောက်ချင်းစီကနေတော့ဘယ်ဟင်းချက်ရမလဲဆိုတာလည်းသိပြီးသွားပြီခဏနေမှာကျွန်တော်တို့အချိန်45မိနစ်အတွင်းမှာချက်ရဖို့အတွက်ကောင်တာအသီးသီးမှာနေရာယူမှာဖြစ်ပါတယ်ဒါမတိုင်ခင်မှာဒီမှာမီးဖို့ချောင်းထဲမှာမနှင်းတို့တီကွန်လေးတို့ကမကြည့်ရသေးဘူးဆိုတော့ကြောင့်မို့လို့မီးဖို့ချောင်းထဲမှာကြည့်ဖို့အတွက်အချိန်10မိနစ်ပေးပါမယ်အချိန်10မိနစ်အတွင်း10မိနစ်အတွင်း အော် မှာ ပစ္စည်းဘယ်နေရာမှာပါရှိရ ဟု ဆို တ်တယ်10မိနစ်အတွင်းမှာမြန်မြန်လေးသွားပြီးတော့မြန်မြန်လေးသွားပြီးတော့ကြည့်ရမယ် အခုသွားရမှာလား အခုသွားလို့ရပြီ10မိနစ်အတွင်းမှာမြန်မြန် ပြ လေး ည့် ကြ ပြီ ည့်ရ ပြ မယ် ည့်ပြီပြည့်သွားပြီပြည့်ပြန်မှာမဟုတ်ဒီလိုလုပ်လိုက်မယ်လေဟိုကနဲ့ပဇွန်နဲ့ခင်းချင်ဒီချက်လိုက်ပဲ ဟာလာ ချက်သားနဲ့ဟိုကနဲ့ လာလူနေ ဘာနဲ့လဲခုနကတော့ စက်သားနဲ့ငရုတ်သီးနဲ့ ငရုတ်သီးတာ ကြက်သားနဲ့ခရမ်းချင်ဒီ ချက်သားနဲ့ခရမ်းချင်းတီ ချက်သားနဲ့ခရမ်းချင်ဒီနဲ့ လာလူနေ ဟိုပါဒါမှမဟုတ်နှစ်ပွဲချက်ပေးပါလားတမီးရှုံး မ ခါ ဆုံးနော် အော်ဒါတင်တီကွန်လေးကို order တင်ခြင်းလို့ပါ ဟုတ်ပါโอเค ဒါဆိုရင်တီကွန်လေးကမနေ့က ready ဖြစ်နေပြီလား ready ပါ စိတ်လှုပ်ရှားနေလား စိတ်လို့ချတော့အမှန်ပဲ ဒီ ကိုပိုင်တဲ့ဟင်းဆိုတီကွန်လေးကကိုချက်နေတယ် အဲ့ဒါ ဟုတ် ပဇွန်နဲ့ငရုတ်သီးစိမ့်နဲ့ဆိုတော့ဘလို့ချက်လိုက်ရပါ ဘလို့ လဲ မနေ့ကပါဟဲ့ ကြက်သားနဲ့ခရမ်းချ ချ င် စ် ဒီ ခင်းချစ်ဒီ ဟုတ်ပဇွန်နဲ့ရုပ်သီးမဟုတ်လား ဟုတ်တယ်ပဇွန်နဲ့ငရုတ် ရုပ် သီး သီးအော်ဟိုဘက်က ဘဘကကြက်သားနဲ့ခ ပဇွန်နဲ့ငရုတ်သီးမဟုတ်ဘူးပဇွန်နဲ့ခင်းချစ်ဒီ အဘူး ဟုတ်ဘူး အဘူး ဟဲ့လားအော်ငါကြည့် โอเคဒါဆိုရင်ကျွန်တော်တို့ခနော်ရဲ့ home cook showdown မှာဟင်းချက်ရေးကဏ္ဍစတင်ပါပဲခင်ဗျာ2 go ပြီးတော့ဟင်းတွေသွားလို့ရပါပြီ ဟုတ်တယ်ဒါနဲ့ပါတယ်အော်ဒီမှာယူအောင်ပါအဲ့ဒါမတည့်ဘူးလေအဲ့ဒါကိုအကုန်လုံးကဖြစ်နေဦးမယ်နော်မြို့ခဏနော်ဘာတမီးကဘာချက်မှာ ငရုတ်သီးစိမ့်နော် မနေ့ကပါ မနေ့ကဟိုကလေဟိုကကြက်သားနဲ့ခရမ်းကျင်တီး ပြောင်းလို့မရအောင်နဲ့စက်သား တောင်းလို့မရဘူးရတယ်ခရမ်းကျင်ဟိုကြက်သားမထည့်ချင်ဘူးဆိုလဲတခြားဟိုရှိသမျှဟာကိုကျွန်တော်ကူရွေးပေးရအောင် ဟုတ်တယ်ဒါကြီးကဟိုအကောင်လိုက်ဒီထက်ထက်လိုက်ရရလား ရတယ်လေအဲ့လိုမျိုးရတယ်လေနော် မနေ့ကဟိုကလေ ပြီးတော့ဘာလဲမသိအော်ဒါလေး ဒါလေဒါဟိုဟာဗာလေငရုတ်သီးစိမ့်ကဒီလိုပဲထည့်ရတာလားအထုတ်လိုက်ယူလို့ရ ထုတ်လိုက်ယူလို့ရတယ်ကဲယူရမယ်နော်ယူရမယ်နော်တည်ပေးရအောင်လား ဟောရမ်းများနေလို့လေနည်းနည်းပဲ ကျွန်တော်တည်ပေးမယ်ဒီလိုကျွန်တော်တည်ပေးမယ်ဟောတည်ပေးဟောပါလား ငရုတ်သီးစိမ့်ရအခုံတော့ဖို့လို့ ဒီစင်းဟာဟိုကလေအတွက်အစီထုတ်ဖို့လိုတယ်တစီထုတ်ဟုတ်တယ်ခရမ်းကျင်တီးရလဲဟိုကလေအစီထုတ်ပေးချက်တယ်ဒီကုန်းလေးဖြည်းဖြည်းကျွန်တော်တည်ပေးမယ်နော် ပါစက်နဲ့ပဲတည်နေရနော် တည်ပေးတယ်လေဒီကုန်းလေး အာဒါဆေးရမှာ စုံအောင်တော့ထည့်ထားတာလေလုံးဝစက်သားတဲ့ကိုလုံးဝအစပလာတွေပါထည့်ပြီးပေါင်းလိုက်တာလို့တွတ်လိုက်တာလို့ဘာညာနော်အဲ့လိုလုံးလိုက်လို့ရတယ် လက်ဆွဲနေပြတော့မနေရ ဘောဗီဒီယိုဟေး ဒါလေးပါလို့လားဟာမိုက်သွားပြီဟေးလုံးဝရှယ်ပဲကွာ မနေ့ကတော့အရန်တော်တယ်ပေါ့နော်ဟိုခုနကတော့ဓားတွေပါရေတေချာကြည့်ပြီးတော့ဓားတွေကိုစင်နဲ့ပြန်ထားလိုက်တယ်တီးရွက်တွေကိုဓားမသုံးဘဲနဲ့လှီးမှာ ကြိုက်ပါကြိုက်ပြီးမဲဟွာလို့ရအောင်ငရုတ်ဆောင်နေမထားပဲဝါပြီးတော့မလုံးအောင်နော် မေ့ွာလို့ဟိုကလေစက်သားဆေးပြီးသားနော် စက်သား ကျမကြက်သားဆေးပြီးသားကိုဆေးရမှာလေအလွဲမလုံးနဲ့ ဟုတ်လားဟိုတီကွန်ဟေးဖြစ်တယ်နော်စောင်းလေဒီလေဟေးပြီးွားကြညာလိုက်တာ ပစုံလေးကရပြီ စောက်ပါအောင်ဆို ပစုံလေးကရပြီဆိုတော့ဒါလေးတွေဆေးရအောင် ဂျင်းကဆေးရသေးလား ကြီးကဆေးစရာမလိုဘူး ဂျင်းကအခွန်ခွာလေ ထည့်လို့ရတယ် ဟုတ်လား ဂျင်းကအခွန်ခွာ ဟုတ်အရွက်လက်ဆေးဘူးအပလေးဆေးရနဲ့နေတော်တော်တပိုင်းကုန်နေပြီစက်သားကြီးကကြက်ပါမလား တုံးလိုက်ထည့်ချက်လိုက်လေမနေ့ခုနကတော့ကြက်သားအပိုင်နိုင်ဆုံးဆိုတော့လေကြက်သား မပြောမိပါဘူး ဘန်း မပြောမိပါ အပိုင်နိုင်ဆုံးဆိုကြက်ချံပိုင်တာဆိုကြက်ချံပိုင်တယ်ဆိုကြက်သားချက်တာလဲပိုင် မပြောမိဘူးလားလို့တေချာတော့ရေဆေးဝါးပြီပေါ့နော်အားလုံးကစက်သားနဲ့ဘာနဲ့ချက်မှာ ကြက်သားနဲ့ဟိုခရမ်းကျင်သည် မုံလောင်းနီ စက်သားနဲ့ခရမ်းကျင်သည်ဆိုတော့ ဖောက်လိုက်တော့မယ်နော် ဟိုခရမ်းကျင်သည်ဆိုတော့ဟိုပါပေါ့နော်မုံလာဥဖြူတွေရောရှိတယ်များဟာအကုန်ထည့်လာရပေါ့နော်မနေ့ဟိုကလေဒီဟာကဒီလိုအတုံးလိုက်ပဲချက်ပါပေါ့နော်ဒါလွယ်လွယ်ကူကူတယောက်စာတစ်လုတ်စာလေးစားလို့ရပဲပမာဏလေးပေါ့နော်အဲ့လိုမျိုးလေးပဲချက်တော့ပါ ဟုတ်တယ်တယောက်စာပဲလေ တယောက် ကိုပဲစားမှာ တယောက်စာတစ်လုံးဟိုကတစ်လုတ်စာလေးပဲချက်တာဒီကိုကြည့်လိုက်ပါဦးတစ်လုတ် စက်သားကဘာလုပ်ရလဲအော်စက်သားအော်ဒီမှာဒါလေး
ဒီမှာဒါလေးနော်ခနောလေးနဲ့နေပါမယ် နေပြီးတော့နှက်ထားလိုက်မယ်ခဏတစ်မျိုးလေးနဲ့ပဲခဏတစ်မျိုးလေးသုံးပါလား ဟုတ်တယ်ခနောပဲလုတ်တတ်တယ်ဘာဖြစ်တော့ခနောထဲလိုက်အကုန်ကောင်းသွား အကုန်ကောင်းသွားတယ်ဟုတ်တယ်မင်းဟိုကလေစပက်လင်းတော့အရေးဝင်ခွာနေရလားလား ဟုတ်ဟုတ် ခဏလေးနဲ့အရသာကိုနှက်တာဟာဟိုဘက်ကချားကုန်ပြီဟဲ့ ဒီနေ့ဘာမှမဖြစ်စေးလေလို့ သေးလေလက်စွမ်းနေပြနေပြီ အစမ်းနေပြနေပြီ အဲ့ကြောင့်ပြောတယ်မင်းအိမ်ရနေကမင်းကလက်စွမ်းနေပြမှာတဲ့ရေကများများလေးထဲတော့ရေတက်ပို့ပြေးသွားတယ်ရေတက်ပို့ပြေးသွားကောင်း တပုတ်လိုက်ချက်ပြောနေတော့ဗေဒကနေ မြစ်ကိုလှီးတဲ့ဓာတ်ကိုမေးဦး ဟိုင်းအရမ်းမဒီလေအဲ့ဒါထည့်မနေနဲ့တော့လေ ဟမ်ဒီ ဒီ ဓာ ဓာ တ် တ်ကကောင်းသွား မကောင်းမှဆိုလို့လေ အရသာကောင်းသွားအောင်မယ် သမီးနောက်ပြီးကြာရင်စားကြလို့ဟာဒါရရင် အရမ်းမိုက်သွားပြီဆိုပြီးတော့ โอเค ဒီအဲ့လိုလွတ်မပြစ်ကအောင်လွတ်ပြစ်ရင် तू ကအဲ့လိုမျိုးပါ9မိနစ်ရှော့ မမဟမ်ဘလို့ရဘူးလေ တို့ဖြစ်9မိနစ်ရှော့တယ် လွတ်ပြင်း9မိနစ်ဆို ဇွတ်ရှော့ဒီကအရင်ထည့်ရတယ်ရေရင်ထည့်ရတယ် ဟိုဘာပြစ်သွားမယ်တို့ကဒီမှာနည်းနည်းနဲ့အရသာနှက်ပြီးသွား တီလေးအဲ့လိုမလုပ်ဆရာမလိုဘူးလို့တီလေးအကုန်တော့ပြီးနေပြီ မပြီးဘူးဒီမှာဟိုမချက်ရသေးဘူးလေ ဟိုကလေမင်းကိုကျွန်တော်တို့လေဟိုကလေစက်သွန်မြူအရှင်တွေဘာလို့ယူလာပေးရစက်သွန်မြူတွေကရှင်နေ ချက်သွမြူလွှာရအောင် စက်သွန်မြူအရှင်တွေမယူလာပေးပါနဲ့မင်းကို ဒါဟိုကကြက်သွန်မိတ်အရမ်းမိုက်သွားပြီဒါလေးကိုထည့်ပြီးတော့ဒိုလေးလှုပ်လိုက်လှုပ်ပြီးတော့ဘာလုပ်ရမလဲမသိဒါဘာကြီးလဲမသိ မင်းကိုလေတခုပြောချင်တာ तू အိုးဝါရတင်တယ်ဒါပေမဲ့ gas မီးကို तू ဦးတဲ့မဖွင့်ရတာ तू မသိသေးဘူးလား အေးဟုတ်သားပဲလုံးကြ gas မီးကိုဖွင့်နေနေကြောင်း gas မီးကိုလေရလေဒီလိုဖုံးလေးကိုဒီလိုလှည့်လိုက်အောင်မယ်ဒီလိုဆက်လှည့်လိုက်အောင် ဘယ်တော့ဘာပဲနဲ့ရှောက်ပြီးတော့လှုပ်လိုက်တော့ပါနော်လှုပ်သွားနော်ဝေးဝေးရှောင်းဟိုဒီလိုလားမသိဟဲ့ဟုတ်ပါဘူးဒါရက်ပိတ်ဒါရက်ပြီးပြီးတော့ ဟမ် ဟုတ်ပါဘူး ဟုတ်ဘူးစက်သွန်မြူအရှင်တွေမထည့်ပေး ရပါပြီရပါပြီကွာ နော်ပြီးကြောက်တယ် ရပါပြီရပါပြီရပါပြီလားရပါပြီလားအမဟိုပါလဲစက်သားကလည်းအချိုလေးဆိုတော့ခနောလေးကလည်းစက်သားနဲ့လောက်ထားဆိုအချိုလေးဆိုတော့နည်းနည်းလေးပို့ချိုသွားအောင်နည်းနည်းလေးထည့်လိုက်မယ်โอเค ခနောဘာလို့ထည့်ရ အရသာလေးကိုချိုလေးဖြစ်သွားအောင်လေထည့်လိုက်အောင်မဟုတ်စကားများနေလို့မရဘူးလေဒီမှာတံမြာသီးလီရမှာတံမြာသီးလီရမှာဟော့စကေတံမြာသီးဟုတ်တယ်နှလုံးလောက်ကိုလီးထားလိုက်ပါမယ် တမယာဒီနှလုံးတော့ မနေ့ကချက်တိုင်းတာဘာဟင်းလဲမေ့သွားလို့စက်သားနဲ့တံမြာသည်ဟုတ်ပါဘူး စက်သားနဲ့တံမြာသီးမဟုတ်ဘူးလေစက်သားနဲ့ဟိုဟာနဲ့ဘာနဲ့လည်းမသိဘူးစက်ခရမ်းချင်သီးဟုတ်တယ်ခရမ်းချင်သီးလည်းလီးအောင်ပဲဝါဘီလည်းလီးအောင်ပဲဘာလို့အောင်မှလည်းမသိပြီးသွားလို့ရှိရင်စီချက်စက်တော်အနီးစက်တော်နီးကနှလုံးလောက်ဆိုရမယ်နဲ့တွေ့စက်တော်ဖြူနည်းနည်းလေးထည့်ရမယ်နဲ့ စက် တွေ့ သွန်ဒီဟိုကလေမနေ့ဒီနှလုံးလောက်ဆိုโอเคလိမ့်မယ် ဟုတ်တယ်နော်အဲ့ဒါနဲ့လည်းချက်လို့ရတယ် ကောင်းတယ် ဟုတ်တယ် ဟာရွှေပြုံးသီးလည်းပါတာလားဟလား ဟုတ်တယ်အကုန်ပါတာအကုန်ထည့်ထားတာဟုတ်လေစက်တော် ချိုး ရ သေးတယ်လို့လေချိုး ဒါမှမဟုတ်အမလေး ခြေတောက်တွေတော့ထိတော့မှာပဲ ဓားတိုင်းတွေပါပြနေပြီဓားတိုင်းတွေပါပြနေပြီ ဒါမှမဟုတ်တို့လုံးလိုက်တယ် ချက်သွမြူတော့မပြီးသေးဘူး အစာပလာတွေမထည့်ပဲနဲ့ ချက် ဟွာလေးပဲထည့်လိုက်ရင်ကောင်းမလားမသိခဏလေးနဲ့စက်သားလေးနဲ့ပဲလုံးလိုက်ရင်ကောင်းမယ်နဲ့တွေ့ တို့က လုံးဝအမိုက်စားဖြစ်သွားမယ် ဒါလေးနဲ့လုံးလိုက်ရင်ကောင်းမယ်ထင်တယ် ဟွာလေးနွားပြီးသားစက်တုံလေးနည်းနည်းလောက် ဟေးခော့ပဲရမယ် အမှန်တကယ်လေခဏတစ်မျိုးတည်းနဲ့ကိုရနေပြီသလားစက်တုံတွေပါတွေတော့မလို့တော့ဒီကိုစရေးထားဘာမှမဖြစ်ဘူးနောက်ကျလိုက် အတော်ညက်တာလေအတော်ညက်တာ ဒီကမိုက်တယ်အော်ဒီကသားပြမယ် မျက်လုံးဆက်တယ် သားပြ မျက်လုံးဆက်တယ် ရမယ်လေဒီ မျက်လုံးဆက်တယ်ဟေ့ ဆွဲသား ငါမားပြီနဲ့တူတယ် ငါသားလေးကတော်လိုက်တာ အဲ့လိုလုပ်ပေးလို့ရတယ်ဗျအဲ့လိုလုပ်ပေးလို့ရတယ်နော် ဟိုဘက်ကို အဲ့လိုလုပ်ပေးလို့ရတယ်နော် ဟိုသူ့အားနဲ့ရတယ်ငါအားနဲ့မရဘူး မနေ့ကလည်းဟိုလေကူထောင်းပေးမယ်လေဟိုဒီစက်သွန်ဖြူကူနွားပေးရမလားဒီ ရ စက် ပြီ သွန်ဖြူ အဲ့ဒါစက်သူမျိုးပေါ့ဘူးအဲ့ဒါစက်သူဟိုပါ ဒါလေးထည့်ပေးလိုက်ရမလား ဒါရပြီမလုပ်ပါနဲ့တော့ရပြီနော်ရပါပြီ မကြက်ပါဘူးဟာဟုတ်ပါ မျက်လုံးနဲ့တောင်ဆက်တယ် ဟာ ဒီကအားမရတော့ အားမရဘူးကိုကလည်းကိုပဲကောင်းတယ်နော်ကိုကလည်းကိုပဲကောင်းတယ် အဲ့ဒါနီးပြလိုက်တာနော်အဲ့လိုလုပ်လို့ရလားဟလား ဒီမှာဒီပြလာတာဟုတ်တယ်သမီးမရဘူးဗျ ဟုတ်လားဆွဲတော့မရဘူးပြန်ဆွဲပြပါအောင်သမီးကိုလင့်ပေးပါအောင် ဒီမှာလေကိုကလည်းကိုထောင်းလိုက်တာပဲကောင်းတယ်တာခုနလုံးမရပါဘူးဆိုဒီမှာဒီလို ဒီနေ့ကောကဒါပဲကောင်းတယ်ဒီမှာအတမ်းမြည်တယ်တော့ တွေ့လားမိုက်စားဖြစ်သွားပြီလုံးဝရှယ်ပဲ ရှယ်ပဲ ဒီအခုနေထဲပြုတ်လိုက်ရတာဖို့ကောင်းဘလို့မမြည်ချင်တော့ဘူးဆို လပုံလည်းဖြစ်သွား ဟူးရမ်းမိုက်နေပြီ ရမ်းမွေးနေ ရမ်းမိုက်တယ်သမီးရေ ရမ်းမွေးနေပြီ အရမ်းမိုက်တယ်သမီးရေ
သူကဒါလေးနဲ့ဒီလိုလေးပွေရရ တော့တင်ပြအောင်လားအဲ့မှာ gas လေးကိုစပြီး အဲ့မှာ gas လေးမှာပါဖွင့်လိုက်ပါ အရမ်းမိုက်သွားပြီ ဒါဆိုဖွင့်လိုက်ပါမယ် အော်ဒါအရမ်းမိုက်သွားပြီ ရပြီ ဟာတီကုန်းအရမ်းကူညီတယ်နော်အရမ်းကူညီတယ်နော်တီကုန်းလေးကိုတအားကူညီတယ်မှာတယောက်တည်းရုံးကန်ပြီးတော့ချက်ပြုတ်နေရတာ ထည့်ပေးမယ်လေမနေ့ဟိုကရေရောဟိုကထည့်ပေးအောင်မလားရေ ရပြီသားမီးနှစ်ယောက်လာပြန်ရလား တော်ပြီတယောက်လာပြန်ရ တယောက်တည်းကိုဝိုင်းလောက်ကြံနေသူတို့ခံရတာ ရေပြုတ်နေရဆိုတော့စီလေးထဲလိုက် နော်လေးနဲ့နှက်ထားတယ်ပစုံလေးပါ စီနဲ့ထဲပြုတ်လိုက်စီနဲ့လည်းထဲပြုတ် ဟုတ်တယ်နည်းနည်းလောက်တပေါက်လေးပေါက်မရဘူးလေကြက်မအစီပါပြီးသား စီပါပြီသားဟော နော်ကြက်မအစီပါပြီးသား ဟာတင်းနေပါလေနဲ့တော့ပါကုန်မလား ဟာအရန်မွေးရကွယ်အရန်ကောင်းနေပြီလက်တွေလည်းထိကုန်မယ်ပပလေးလီးမယ်ပေါ့နော် ပပတယ်ဟာဒါဆိုရင်မထင်တော့ရှို့ထားတော့မနေ့အောင် အမှန်တကယ်တော့ဟိုလိုမျိုးလုပ်ချင်တာနော်မရဘူးလေလက်ကောင်းလို့ကြိုက်တယ်လို့လည်းဖြစ်သွားအောင်မယ်တက်ဆိုပြက်လို့လည်းဖြစ်သွားမယ် နော်လေးနဲနဲလေးထည့်ပါမယ် ဟာဒီလောက်ဆိုရောက်တော့ပါပြီ ဝင်သွားအောင်လေခနောကြက်သားမုံထဲမှာအကုန်အရသာပါပြီးသားပါပြီးသားဆိုတော့ဟိုကချိုးမုံတက်ဟိုဟာတက်အဲ့လိုမျိုးကိုလှုပ်ရှားမလို့ ရတော့ပါပြီဒီလောက်ဆိုတော့အရင်ကြီးတွေတော့ခဏဖယ်တာစားပေးပါလားနည်းနည်း waste ဖြစ်မှာအသားရည်လာတယ် အသားရည်လာ တကယ်ပြောတာဒါလေးကိုလေဟိုကပန်းပုံစံလေးတွေပန်းပုံစံလေးအပွင့်ဖော်မှာဖြစ်ပါတယ်ပေါ့နော်အခုတော့မဟုတ်ဘူးနော် အခုတော့မဟုတ်ဘူး သုံးလကြာပြီလေ့ကျင့်အပြီးမှာပေါ့ ဘုရားဦးနေကိုထောင်းပြီးချက်တာပါ ဘုံလာဦးနီကိုငါးခုတ်တလို့လုံနေတာဟေး ဒါဘယ်လိုလဲမသိဒါမှအမှုပညာဆန်တာအမှုပညာဆန် စီတစ်စက်မှမပါပဲနဲ့နော် မနေ့အစင်ပြေးရလား ဇွန်အကွေးငါအနွေတဲ့ ရေကဒါကြီးကနည်းနည်းရင့်နေလို့စားလိုက်လို့ရ တော့ ကောင်းလားမနေ့ဟောလက်ဆက်တယ်ကိုကိုတိုင်းချက်တာရဲဆိုတော့ကိုကိုတိုင်းချက်တာရဲဆိုကိုကိုယုံကြည်မှုတော့ရှိရပေါ့နော်တီကိုလေးကကြောက်ဘယ်လိုပုံစံလေးချက်နေရလဲသူက သူကစီတစ်စက်မှမပါတယ်ပဇွန်မြေငရုတ်သီးစိမ်ချစ်ဆက် ဝါတယ်ခဏလေး သူကလည်းသူ သူကိုယ်တိုင်ဖန်တီးထားတဲ့အမှုပညာဆန်ဆန်မုံလာဦးနီဓာတ်တိုင်ပုံတရံကိုသူဝါတယ် ဒီဟာနဲ့ဘယ်ဟာနဲ့ဆက်ရတာလဲမသိဒါနဲ့ဆက်ရတာလားမပြောပါနဲ့တော့အကြမ်းမပေးနဲ့တော့လောက်ကြံတော့မယ်ဆိုတာသိဟုတ်ကဲ့ရပါပြီ ဟိုပါလေလက်နှစ်ဖက်တည်း6တည်းသုံးပြီးတော့ချက်ရတယ် မပြောပါနဲ့တော့အားလုံးကျင်နဲ့သွားပါပြီကြည့်လိုက်ပါ သိစေလို့ပါဟိုပါလေ ကြက်မကြက်ဘယ်လိုလောက်ရလဲမသိ ချက်မချက်က ဘယ်လိုပြောတာ ကြီးမရမှာမနေ့ လုံးဝအဲ့လိုမျိုးပေါ့နော် တီကုန်းလေးကတော့ခနောလေးကိုကင်ပြီးတော့ပေါ့နော်ဟင်းလေးကိုချက်တယ်ပြန်ပြီးတော့အရသာပြန်ထိန်းတာပေါ့နော်ပုံစံမျိုးလား အရန်လည်းငံသွားမှာဆိုလို့မြင့်ပါတော့လေ ဟုတ်ကဲ့ မြင့်ပါတော့သူကငပိလေးရယ်သူကချင်းဆက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့စီမပါတဲ့အတွက်ကြောင့်မို့လို့ချိန်ပြီးတော့ထည့်ရတာပေါ့နော် ဟုတ်ခနောနဲ့ရောဘယ်ဟင်းတွေကပို့လိုက်လဲတီကုန်း သူ့ရဲ့ချက်ပုံချက်ကြီးကဘာဟင်းမဆိုကိုအဲ့တစုံလောက်ဆိုရင်ဟိုရနေ ဘာဟင်းမဆိုပေါ့နော် ဘာဟင်းမဆို ချက်ပြုတ်ကြော်လော်ပေါ့နော် ချက်ပြုတ်ကြော်လော်အသီးရွက်ကိုပဲကြော်အခုလိုမျိုးစီမပါတဲ့ဟင်းပဲဖြစ်အဲ့ဒီရတယ်တော့လိုက်ထည့်လိုက်တာကိုရတယ် ဟုတ်ကဲ့ပါတီကုန်းပေါ့နော်နောက်ထပ်အနေနဲ့ဟင်းချက်တယ်ဆိုရင်သူကခါလေးကြလေအသားတွေပါလေနှက်တယ် သုံးတယ်လေကိုတီကုန်းကနာဆိုလို့ရှိရင် သားနှက်တာရောဒီဟင်းချက်တာရောထည့်သုံးလို့ရလို့လား ရတာပေါ့အသားတွေကိုစိတ်ဝင်လေးပိုကောင်းလေ ဟောမနေ့ကူပေးရမှာဓားတွေပါလေကူဆေးပေးရအောင်ဟိုခရမ်းကျင်လေးကိုလည်းကျွန်တော်ကြိတ်ပေးမယ်လေဟုတ်မို့ပြော ရပြီခရမ်းချစ်သေးလဲစိတ်စရာမလို မီးဟာကောင်းသွားပြီ မီးက မီးဟာကောင်းသွား အော်ဒီမှာမီးကဒီမှာရှိသေးတာ ရှိတယ်ရှိတယ် တော့မသေးသေးဘူးဘူးတော့ မနေ့မီးဖို့ကြောင့်အရန်ကျွမ်းတာတော့မနေ့ချက်တော့ကောလက်ကောသုံးပြီးချက်တာအရန်တော်တယ်တီကောလက်နှစ်ဖက်ပဲသုံးပြီးချက်တယ်နော် တို့ကမရဘူး သူကမီးဖို့ကြောင့်လည်းတိုင်းချနေလို့မျိုးပဲနော် ပိုက်စားပဲခရမ်းချစ်သေးကဒီလောက်ဆိုရပါပြီနည်းနည်းလေးပပလေးလိုချင်တာခရမ်းချစ်သေးဒါလေး ဩမနေ့အဲ့ဒါဘာလဲ တုတ်မှာ မှာဆိုအဲ့ဒါဘာရွက်လဲမနေ့ အဲ့ဒါဟိုဟာရွက်တမယာရွက် တမေ ပုတ်လေးရှောက်ရွက် ရှောက်ရွက်မနေ့ကပပလေးပဲနော်ပပလေးပဲပုတ်တာပပလေးနဲ့ပဲပပလေးလီမယ်ပပလေးပုတ်မယ် ညိုပလိတ်တင်လဲလောက်အောင်ပါနော် ဟုတ်တယ်ပလိတ်တင်လဲလောက်အောင်မယ် ပလိတ်တင်လောက်အောင်ပါဆိုတော့ဟာအရမ်းပေါ့အော်အဓိကမဲ့နေတယ်စက်သားနွားရမှာ ကဲကျွန်တော်တို့ရဲ့ surprise challenge လေးလာပြီပဲဖြစ်ပါတယ်ခင်ဗျာ surprise challenge ပူလိုက်တာ surprise ပြီလား surprise challenge ပါဒီ challenge လေးမှာအနိုင်ရရှိရဆိုတီကုန်းတော့အခုမိနစ်အားဖြင့်ဆိုရင်မိနစ်30ပေါ့နော်မိနစ်30ကိုမပြည့်တော့ဘူး
ဆိုတော့နောက်ထပ်အနေနဲ့7မိနစ်ဝန်းကျင်လောက်ပဲကြံတော့တယ်နောက်ထပ်9မိနစ်လိုချင်လား လိုချင်တာပေါ့ လိုချင်တာပေါ့နော်တီကွန်းလေးနဲ့ထပ်ပြီးတော့ဟိုနူးအောင်ချက်အောင်မယ် ဟုတ်တယ် မနေ့ကလည်းပြင်ရမယ့်ဟာလေးရှိသေးတယ်ဆိုတော့နောက်ထပ်9မိနစ်လိုချင်တယ်လိုချင်တယ်ဆိုရင်ကျွန်တော်မေးတဲ့မေးခွန်းလေးနဲ့အတူတူ surprise challenge လေးမှာမေးခွန်းမေးမှာ surprise challenge လေးမှာဆင်မြောက်မှာဖြစ်ပါတယ် okay မေးဦးပါလေ ကျွန်တော်မေးတဲ့မေးခွန်းလေးသူက rules တစ်ခုရှိရဲကျွန်တော်မေးတဲ့မေးခွန်းလေးကိုမေးခွန်းကိုကျွန်တော်တစ်ချိန်ပဲပြပြမယ်အဲ့မေးခွန်းလေးကိုတေးချနားထောင်ပေးနားထောင်ပေးပြီးသွားတဲ့အခါမှာဒီမှာ bell လေးရှိရဲအဲ့ bell လေးကိုတီးပြီးတော့ကျွန်တော်ဖြေပါလို့ပြောလိုက်တဲ့အချိန်ကြာမှဖြေရမှာဖြစ်ပါတယ်ဖြေပါလို့မပြောမချင် bell ကိုတီးပြီးဖြေခွင့်မရှိပါဘူး ရှိပါဘူး okay ဒီနားလေးယူထားလိုက်လို့ရတာ ရကြိုက်တဲ့နေရာယူထားလို့ရတယ်ဒါဆိုရင်ကျွန်တော်မေးခွန်းလေးစပြီးတော့မေးကြပါတယ်ခင်ဗျာမေးခွန်းလေးကဆို မရဘူးလားမေးဘလို့လုံတုံးလေ तू ကဘယ်လိုလုပ်ကြိုနှိပ်လို့မရဘူး ကျိုးနှိပ်လို့မရကျိုးပိုက်နှိပ်လို့မရအောင်ခဲဒါဆိုရင်မေးခွန်းလေးကဆိုရင်အစီတစ်ခုပဲပါတဲ့အသီးဖြေပါလို့မပြောသေးပါဘူးခင်ဗျာ ဗါလေ အစီတစ်ခုပဲပါတဲ့အသီးကို15စက္ကန့်အတွင်းမှာအမြဲဆုံးနဲ့အမှန်ဆုံးဖြေပေးရမှာဖြစ်ပါတယ်ချက်နေနဲ့ဖြေရမှာဖြစ်ပါတီကုန်းလုံးမှာဟိုခင်းရဟိုကဝေးကြရမယ်နော်ဝေးကြရမယ်ကြည့်အောင်ဝေးတယ်ကဲဒါဆိုရင် မပြောသေးဘူးလေထဲတုံးလေးကို ဟုတ်တယ်ဒါဆိုရင်အစီတစ်ခုတည်းပါတဲ့အသီးကို15စက္ကန့်တွေဖြေရမှာဖြစ်ပါတယ်ကဲဒါဆိုရင်တော့အဖြေကဘာဖြစ်မလဲဆိုတာကိုဖြေပါမနေရင်နေတာဖြစ်ပါတယ်15စက္ကန့်တွေဖြေ တစ်တော်ဒီ တစ်တော်ဒီပြီးတော့များရမှာဗျာနောက်တစ်ခု ဒီဒီပန်းဒီ ပြီးတော့ အောင်ဒီအစီ ဟုတ်ပြစီပါ အပြီးတော့ဟွာဒီ ဟိုဟာဒီ တရတီ โอเค15စက္ကန့်ပြည့်သွားပါပြီဒါဆိုရင်မနေ့ကနေပြီးတော့15စက္ကန့်အတွင်းမှာ3မျိုးပြည့်အောင်ဖြည့်နိုင်တာဖြစ်ပါတယ်3မျိုးပြည့်အောင်ဖြည့်နိုင်တယ်ပေါ့နော်ခုနကတော့ဖြည့်ခဲ့တာကတရက်သီးရယ်ဇီးသီးရယ်တစ်တော်သီးကတော့အစီတစ်ခုတည်းပါလို့လား တစ်တော်ဒီက တစ်တော်ဒီက တစ်တော်ဒီကဟိုကလေပါလေဝူခုံးတိုင်းပြီးကတစ်တော်ဒီဆိုအဲ့ဒါအစီတစ်ခုပဲပါ ဒါဆို ဘလို့ဘူးခုံးတိုင်းပြီ အဖြေအားဖြည့်ဆိုရင်ဒါ15စက္ကန့်အတွင်းမှာ2ခုဖြည့်နိုင်တယ်ပေါ့နော်ကဲဒါဆိုရင်မနေ့ကနေပြီးတော့ရှေ့မေးခွန်းမှာတမတ်တိတိရသွားပြီပဲဖြစ် 9မိနစ်ပေါ့အဲ့ဒါ တ ဆို မတ်ရသွားပြီဒါပေမဲ့နောက်ထပ်မေးခွန်းတစ်ခုရှိသေးတယ်တီကုံမှာနော်ဟင်းနေဝေကြရမယ်နော်တေချာကြည့်အောင်တေချာကြည့်ပါဦးငဲတော့မယ်ကဲနောက်ထပ်မေးခြင်းနဲ့မေးခွန်းအားဆိုရင်ကျွန်တော်တို့မီးဖို့ကြောင်ထဲမှာရှိတဲ့ဟာလေးတွေပဲမေးချင်တာမီးဖို့ကြောင်ထဲမှာရှိတဲ့မနဲ့စားတဲ့မီးဖို့ကြောင်အသုံးအဆောင်တွေကိုဖြည့်ရမှာဖြစ်ပါတယ်ဖြည့်ပါ မ လက်တက်တယ်တဲ့လားမရဘူး ဘာကြီးလဲ မနဲ့စားတဲ့မီးဖို့ကြောင်ပစ္စည်း ဟိုမနဲ့စားတဲ့ဥစ္စာရောင်းမ ရောင်းမနဲ့မစားဘူးရမလို့နဲ့စားတာ မနဲ့ ရပြီဘာကြီးလဲ မနဲ့စမှာ မနဲ့စားမှာမနဲ့စားမှာ မြေရော မေးပါမေးပါလား မနဲ့စတာ ကျွန်တော်ဖြည့်ခိုင်းတာဖြည့်ပါ ဟာလား မနဲ့စားတာစားစကားပြေတော့မယ်နော် ဖြေရမလဲ ဖြည့်လေးဖြည့်ပါလို့တီးတော့ဖြည့်တီကိုဖြည့်လို့ရရနော်တီကိုဖြည့် နားမလဲဘာကြီးလဲ မနဲ့စားတဲ့မီးဖို့ကြောင်ပစ္စည်း အာမီးသွေးရောင်းမ မနဲ့စပါ ပြီးတော့ဟို ဒီဘူး စက္ကန့်အတိတ်ပြေးသွားရဖြစ်ပါတယ်မီးသွေးကဲတီကိုနောက်ထပ်ကျွန်တော်10စက္ကန့်ပေးပါမယ်တီကို10စက္ကန့်အတွင်းမှာမနဲ့စားတဲ့မီးဖို့ကြောင်ပစ္စည်းကို10စက္ကန့်တွေဖြည့်အောင်ဖြစ်ပါတယ်ဖြည့်ပါ ဒီဘူးတော့ 10စက္ကန့်ပြည့်သွားပါတီကိုအများကြီးရှိတယ်လေမကြီးသည် ငါခုနထည့်လိုက် မီးဖို့ကြောင်ပစ္စည်းပါဆိုနေမှာမီးဖို့မနဲ့စားတဲ့ပစ္စည်းတွေအများကြီးရှိပါတယ်ခင်ဗျာကဲဒါဆိုရင်surprise challenge မှာမနှင်းကနေပြီးတော့နှစ်ခုလုံးကို ရသွားပါတယ် ဖြည့်နိုင်ပါတယ်ရောင်းမနဲ့စား သူက9မိနစ်ရသွားတာဗော မနဲ့စားတယ်ဆိုတော့သူကရောင်းမဖြစ်သွားတယ်ကဲဒါဆိုရင်မနှင်းကနေပြီးတော့နောက်ထပ်9မိနစ်အပေါ်ရရှိပြီးတော့ surprise challenge မှာအနာရရှိပါရဖြစ်ပါတယ်ခင်ဗျာ ဒီမီးကြည့်လာတယ်တုတ်မှာအဲ့ဒါ ဟုတ်တယ်ဒါလေးကိုတမီးတုတ်လိုက်မယ် ဒါပဲချက်ဆက်လဲစားမယ်တော့ဝေကုန်ပြီလားလို့ ဟုတ်ကဲ့ ဝက်ပြလို့ရပြီမလားဝက်ပြလို့ရပြီမလားရပြီနော် ကဲဒါဆိုရင်လောလောဆယ်မှာတီကွန်ကတော့ plate တင်ပြင်ရမယ့်အချိန်ကိုရောက်ရှိနေပြီဖြစ်ပါတယ်10မိနစ်ပဲကြံပါတော့တယ်မနှင်းကတော့နောက်ထပ်15မိနစ်တိတိကိုကြံသေးတာဖြစ်ပါတယ်ခင်ဗျာ ရပြီလားထဲနေပြီနော်ထဲနေပြီနော်ဒီကောင်ကတော့ စီရမတော့စီကိုပပလေးပဲပုတ်ထားပြီ စက်သားကိုကျွန်တော်စီလေးနဲ့နယ်ပေးရအောင်မလားစက်သားကိုစီလေးနဲ့လေတန့်အောင်လို့ မီးအေးလေးနဲ့လာဝင်ချက်လိုက်ပါတော့ကောင်းသွားအောင် ကျွန်တော်ဗဇက်နဲ့ချက်မှာဟိုကလေမနေ့ထောပတ်တွေပါတော့ထည့်အောင်မလား ဒါလေးကိုပေါ့နော်ဟင်းညိုကတော့အချိုတက်ကလေးရှိတယ်ဒါမဲ့နည်းနည်းလေးတေချာဝအောင်လို့ခနောလေးနည်းနည်းလေးထည့်ပါမယ် ဩခနောထက်ထည့်တယ်ဒါကကြတော့ပီးကန်ဒီအချိန်မှာခနောလေးထက်ထည့်တာ ပြီး ပေါ့ တော့ तू ကစားထည့်ရလားပြီးသွားမြည်လိုက်အောင် သူကကြဘာကြောင့်မို့လို့ပီးကန်ဒီလေးကြတော့မှထက်ထည့်ရလဲမင်း
ပြီးကနေကြမှာဘာဖြစ်လို့ထက်ထက်ရလဲဆိုတော့အချိုတက်ကလေးပို့ပြီးကဲဝအောင်လို့ ဩအချိုတက်လေးအတွက် ဟာဘာရတော့မှမရှိသေးဘူးစားလေးနည်းနည်းထည့်ရမယ် အတွက်ကတော့အချိန်အားဖြင့်ဆိုရင်9 အော်ငါပြရင်ထည့်ရမှာ ခဏတော့တယ် မနေ့အတွက်ဆိုရင်တော့12မိနစ်ပဲကြာပါ ယေ မီးရှုံးလို့လေမီးရှုံးလို့ဆိုပြီးတော့ 9မိနစ်ပဲကြာမှာတော့ final plating အတွက်လုပ်ပေးပါ ဟဲ့ဟိုကအိုးကစူးနေလောက် စီတဲ့ final plating အတွက်လည်းဒီကွန်ကနေပြီးတော့အချိန်ယူပြီးပြင်ဆင်နေတာဖြစ်ပါတယ် နော်အရသာအချိုလေးလိုနေရမလား ဒီကွန်အတွက်က final plating လုပ်ဖို့အတွက်နောက်ထပ်အချိန်2မိနစ်ပဲလိုပါတော့တယ်ခဏလေးနည်းနည်းထည့်လိုက်ပါမယ် မနေ့ကတော့စုစုပေါင်း9မိနစ်ဝန်းကျင်ကြာပါသေးတယ်ခင်ဗျာ ယေ အဲ့ဒါစနွင်းမုံကြီး ဟုတ်တယ်ဒီမှာစီတက်မှု ဩစစ်တယ် ဟမ်မီးလည်းမရှိဘူးရှိတယ်အော်ရှိတယ်စနွေးမုံများသွားလို့ ကျွန်တော်ရဲ့ home cook show တော့မှာအဲ့လိုနှစ်ဖို့ နှုတ်ဖို့တစ်ခါမှမရှိဘူး ပြိုင်ပြီးတော့ ဒါပဲ ချက် ကွာ တာတော့ မ ဒါ နေ့ တော်တော်ထူးခြားတဲ့ဖြစ်စဉ်လို့တော့ပြောလို့ရတယ် ဒါပဲ fighting ဒီမှာပါ မနေ့ရက်မှာဒိုင်းဟိုလေတိုက်ပွဲဝင်ရတယ်လို့ပဲဒိုင်းနဲ့စီစဉ်ထိုးနေတာစီစဉ်ထိုးနေတာ ဟိုကလေဗာလဲသူဟင်းညိုသမီးဗာနဲ့ပြင်မလဲ ဟင်းညိုသမီးဒါလေးနဲ့ပြင်ပါမယ် ဟင်းညိုတွေပါရဆိုလေအပေါ်မှာဖြူရတဲ့ဟာ မဟုတ်ဘူးလေမဟုတ်ပါဘူးမဟုတ်ပါဘူး ကောင်းဖြစ်လိမ့်မယ်နဲ့တူရနော် အာ စနွင်းမုံနဲ့ငရုတ်ကောင်းနည်းလေးမှားသွား ကောင်းသွားတာပေါ့ ဟိုတားရတဲ့တားတီးတန်းတုတ်ပေးလိုက်ပါနည်း ပြီးတော့ तू ပြီးတော့ဘာလည်းမသိဘူးထည့်ရသေးတယ်ခဏတော့ဒါလေးကိုဒီမှာဒီလိုလေး ဟာ ပြီးသွားလို့ရှိရင်ဒီမှာစက်တုံမိတ်ကလေးကိုဒီလိုလေး အာ ဩ ဝေးသွားပြီ ဒါပဲပြီးသွားလို့ရှိရင်ဒီမှာဒါလေးကအလှဆင်နေဆိုရင်ရိုးရိုးလေးပဲဘာမှမလို့ဘူးဟိုကလေငရုတ်ကောင်းလေးကိုဒီဘက်ဘေးမှာပေါက်မယ်သူအချင်စားခြင်းနေဆိုအမှငရုတ်ကောင်းလေးနဲ့အချင်လေးနဲ့လုပ်လိုက် အဲ့လို စားလိုက်ကွက်တီပဲဒါလေးပဲ ကဲမနှင်းအတွက်အချိန်အားဖြည့်ဆိုရင်တော့6မိနစ်ဝန်းကျင်ပဲကြံပါတော့တယ်မနှင်း လာတင်လို့ရလား ရတယ်ရတယ် ကဲတီကောကတော့အချိန်ပြည့်သွားပြီဆိုတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဟင်းလျာကိုဆက်ပြီးတော့မရှိတော့ပါဘူးခင်ဗျာမနှင်းကတော့စပြီးတော့နောက်ထပ်9မိနစ်အတွက်ကိုသူထပ်ပြီးပြင်ဆင်လို့အချိန်ရအောင်မှာဖြစ်ပါတယ် ဒါလေးထည့်ရမယ် နော် ခရမ်းချီတီးထည့်ရမယ်ရှောက်ရက်ထည့်ရမယ်ပြီးတော့ပဲမုတ်ရငရုတ်သီးမုတ်ကဲပဲမုတ်နဲ့ငရုတ်သီးမုတ်လေးရယ် ငပြာရည်လေးရယ် ပြီးတော့ငပြာရည်လေးထည့်မယ် ငပြာရည်လေးထည့်မယ်နောက်ခနောထည့်မယ် ဟိုဒီချင်းဆက်ဟင်းနေနဲ့ပတ်သက်ရင်တော့ secret အဲ့လိုမျိုးထည့်ရတဲ့ ingredient အဲ့လိုပါဝင်ပစ္စည်းဆိုရင်ရောဘယ်ဟာဖြစ်မလဲအရသာလေးပိုကောင်းအောင် ရသာလေးပိုကောင်းအောင်ဆိုလို့ရှိရင်တော့ဒီကွာကတော့အဲ့လိုပေါ့ဟိုဟင်းခတ်အမုံပေါ့ ဟုတ်ကဲ့ ဟင်းခတ်အမုံမှာအဲ့လိုခနောအိမ်မှာဆိုလဲအဲ့လိုခနောအမြဲတမ်းသုံးပြတယ်လေစက်သားမုံအဲ့ဆိုရင်ဒီထဲမှာအကုန်ပါပြီးသားဘာလို့ဆိုငပိလေးတော့ပါတာပေါ့နော်ငပိလေးတဲ့သူ့ရဲ့အရသာလေးနဲ့စက်သားမုံလေးနဲ့ပြောလိုက်တဲ့အချိန်မှာဒီအရသာထွက်တယ်စားကြည့်လိုက်ပဲမုံလေးနဲ့တေးတော့ရိုးလာပြီ ကော်ပီဘော်လေးတင် ခေါ်ပြီးပါဝိုင်း ကော်ပီဘော်လေးတင်မလား plate တင်လေးလောက်ဦးမလား မလုပ်တော့ပါဘူး လောက်တော့ မလုပ်တော့အချိန်လေးတိတ်မကား အချိန်အားဖြည့်ဆိုရင်တော့ ဟေးဟေး စက္ကန့်20လောက်ပဲကြာတော့တယ် ဟေးစက္ကန့်20တော့ စက္ကန့်20ပဲကြာတော့တယ်ဒါဆိုရင်ဆယ် နေပါဦးနေပါဦးမပြီးသေးပါဘူးခဏလေး ရှေ့ ခုနှစ် 6 5 4 3မနေ့ကဟင်းတို့ကြပြီ မပိုက်နဲ့ တီတောင်းရပါ မာလေး အော်ပြန်တက်လိုက်သေးတယ်မနေ့ပြန်တက်လိုက်သေးတယ်မီနူးလေးရှိဒါလေးကဘယ်လိုမီနူးလေးပေးကြလဲတော့စတူးဟင်းပိုင်နေဆိုတာဒါကြောင့်ဟိုကဘယ်လိုပြုတ်တဲ့ဟင်းလေးလို့နာမည်ပေးကြလဲမနေ့ ဒါလေးရလားဟိုပါပေါ့ဟိုပါဗါလဲမေးမရပေါ့ မေးမရဘာလို့မေးမရ မဟုတ်လေတစ်ခါစားပြီးတစ်လုံးမေးလို့မရ နောက်စားကျင်တာလားမစားကျင်တာလား မစားကျင်လေ तू ကမေးလို့မရစားကျင်လည်းမေးလို့မရတော့အဲ့ကြောင့်မေးမရ မေးမရ ကောင်းလိုက်တာသမီးသမီးလေးနဲ့တွေ့လိုက် နဲ့တွေ့ရမှာ ဟိုဘက်သွားပြီးတည်ရကြတယ်โอเคပါဒါဆိုရင်တီကွန်းလေးရဲ့ပစုံငရုတ်သီးရဲ့ပြီးသွားတဲ့အခါမှာမနှင်းရဲ့ကြက်သားနဲ့ကျွန်တော်တို့ခရမ်းကျင်သီးဟင်းလျာတွေက ready ဖြစ်နေပြီဖြစ်ပါတယ်မကြခင်အချိန်တွင်းမှာဆိုရင်ကျွန်တော်ဖိတ်ခေါ်ထားတဲ့ဧည့်သည်တော်များနဲ့အတူတူဒီဟင်းတွေကိုဘယ်သူကပို့ပြီးလူကြိုက်များလဲဆိုတာကိုရွေးချယ်ပေးမဲ့ voting section လေးကလာတော့မှဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်တီကွန်းလေးနဲ့မနှင်းတို့နားလို့ရပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဒါလေးနဲ့ဆွဲတင်လို့ရလား ကဲအခုချိန်ကတော့ဟင်းလျာတွေကိုမြည်ပြီးတော့အကဲဖြတ်မဲ့အချိန်ရောက်လာပြီဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဖိတ်ခေါ်ထားတဲ့ဧည့်သည်တော်၃ယောက်ကလည်းရောက်နေဖြစ်တဲ့အတွက်ကြောင့်မလို့ဟင်းပွဲလေးတွေနှစ်ပွဲကလည်းရှေ့မှာလည်းအစင်းသစ်ဖြစ်နေပါပြီဒီဘက်ဟင်းပွဲကတော့ဘယ်သူချက်လဲဆိုတော့မပြောပြတော့ဘူးဒီဘက်ဟင်းကတော့အထုအထောင်ကျွန်တော်တိုင်းကွက်တွေကြားထဲမှာချက်ထားတဲ့ကြက်သားနဲ့ခရမ်းကျင်သီးတုပ်ရဲပြီးသွားတဲ့အခါမှာဒီဘက်မှာချိုချင်လေးပေါ့နော်ချင်းဆက်
ချင်းဆက်ဟင်းလေးချင်းဆက်ဟင်းလေးချင်းဆက်ကျွန်တော်တို့ပဇွန်ကွေးကွေးလေးနဲ့ချက်ထားတဲ့ညှစ်ဟင်းလေးပဲဖြစ်ပါတယ်ဆိုတော့ပထမဆုံးအနေနဲ့ဟိုဘက်ကဟင်းလေးကိုရင်မြည်ကြည့်လိုက်မယ်နော်ကြက်သားနဲ့ခရမ်းချေတီပါစပြီးတော့မြည်ကြည့်လို့ရပါပြီပထမဆုံး plate တင်ပိုင်းနဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်လဲ ဒီနေ့လာနော်လာတော့နည်းနည်းကို တယ်ပါလိမ့်မယ် ကညွတ်ထောင်နာတာ तू อ่ะ ဒါကြောင့်မထုတာ မထူပါကြောင့်မထူ ဒါကြောင့်မထူတာဒါလေးကိုပဲဒါသွတ်ပြုတ်ဆိုမထူထောင်တော့ဒီဟာလေးပဲထူထောင်လို့ရတယ် စက်သားတုပ်ဆိုတော့အမှန်တိုင်းပြောရရင်တော့အမေတို့ငယ်ငယ်တုန်းကဆိုလို့ရှိရင်ဒါအမြန်သာသမီကျောင်းကပြန်လာရင်စားကျင်တဲ့ဟာကိုမြန်လုတ်ပေးတဲ့ဟာမျိုးဆိုလို့ဒီကောင်ကကျွန်တော်တို့အတွက်တော့အရသာတော်တော်ကောင်းတယ်ပြီးတော့ green လည်းရှင်းတယ်ပြီးတော့စက်သားရဲ့အချိုးအနောက်မှာဒီငရုတ်သီးလေးနဲ့ထိန်းသွားတယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့ green ရှင်းတယ်ငယ်ငယ်တုန်းကအမေတို့ချက်ပေးတဲ့အဲ့လိုမျိုးပေါ့နော် vibe ကိုပြန်ရဟုတ်တယ်ပြန်ရတယ်ပြီးတော့ခနောနယ်ဆိုတော့လည်းရတာပြောစရာမလိုပြေဆုံးတယ်ပေါ့နော်ကျွန်တော်တို့တော့မြင်ပါတယ်ဟုတ် ကဲတယောက်ကတော့ဟိုဟာငငယ်တော့အချိန်တွေကိုပြန်ပြီးသတိရတယ်ဒီတယောက်ကဘယ်သူသတိရသွားလဲ ပြောမှာဒီရပါဘူးဒါပေမဲ့ဒီရပထမဆုံးဆက်စားတဲ့အချိန်မှာခံစားမိတာအဲ့လိုတန်မရချင်းချင်းအရသာလေးဆို fresh ဖြစ်သွားတယ်လို့ခံစားရပါတော့ဟင်းကြော်တော့မမြည်ရသေးဘူးဆိုတော့ဘယ်လိုဖြစ်မလဲတော့မသိဘူးဒါပေမဲ့အရသာတော့ fresh တော်ဖြစ်တယ်လို့ခံစားရဟုတ်ဟုတ်ညီမအောင် ညီမကတော့ဟိုပါလေပြောတော့ညီမပဲမုတ်တော့တိတ်မကြိုက်ဘူးပေါ့နော်ပဲမုတ်မကြိုက်တော့ဒီထဲမှာမစပြီးတော့စားယူလိုက်တော့ဆိုရှင်ဒီပဲမုတ်အနဲ့ရတယ်ပေါ့နော်အဲ့တော့ပဲမုတ်လေးရောနည်းနည်းလေးရောများကျပြောနည်းနည်းကြက်သားလေးကနည်းနည်းလေးမာဝါမယ်ဆိုတော့ဒီကျမတို့ပို့အဆင်ပြေရပေါ့နော်အဲ့လို taste လေးရောရဒါပေမဲ့ overall ပြောလို့ရှင်တော့သူ့ရဲ့ချင်းလေးကနည်းနည်းစားလိုက်လို့ရှင် fresh ဖြစ်သွားပြီပေါ့နော်အဲ့ရတာလေးရပါတယ်မတော့ကတော့ဟုတ် ကဲဒါဆိုရင်ဒုတိယဟင်းဖြစ်တယ်ကျွန်တော်တို့ပဇွန်နဲ့ဒါမြင့်ငရုတ်တီးလေးပေါ့နော်ဒီဟင်းချိုလေးကိုလည်းမြည်ကြည့်ပါဦးခင်ဗျ ဟုတ်ကဲ့ မြင့်ကောပဇွန်ကိုယူပေးလို့ရပါတယ် ဟုတ်ကဲ့ပါ ကဲပထမဆုံးအနေနဲ့ plate တင်ပိုင်းနဲ့ပတ်သက်ပြီးတော့ဘယ်လို feedback ပေးချင်လဲ radiant လုံးဝ colorful ပဲအရန်လာရဲ့ပြီးတော့သူကဟိုဝါစိမ့်နေ ဟုတ်တယ်ဝါစိမ့်နေဟုတ်တယ်ဝါစိမ့်နေလေးဖြစ်နေတယ်အရသာပိုင်းအောင် ရတာလုံးဝထိရှာပွင့်ထွက်ရှမ်းကောင်း ငံလည်းမငံဘူးချိုလဲချိုတယ်ပြီးတော့အကုန်လုံးဒီထဲမှာအကုန်လုံးအချိုးချင်းဖန်ကန်အကုန်လုံးရရပေါ့နော်အဲ့လိုမျိုးပြီးတော့အဲ့ဆိုတော့ပြောလိုမျိုးရခိုင်သားတော့စားခဲ့တဲ့အဲ့လိုမျိုးဒီလိုရိုးရရခိုင်ဟင်းလိုမျိုးခံစားရပေါ့နော်အဲ့တော့ပစုံကလည်းချိုတယ်အကြီးကလည်းဆက်လဲဆက်တယ်ချိုလဲချိုတယ်အဲ့လိုမျိုးလေးဖြစ်နေတာပေါ့နော်သဘောကျတယ်အဲ့ဒါ နောက်ထပ်အနေနဲ့ရောရသာပိုင်းလေးပြောပြပါဦး ကောင်းပါတယ်ကျွန်တော်တို့တော့အရင်ဆက်တယ်ပေါ့နော်ကျွန်တော်ကြောင့်အဆက်သိမ့်မစားနိုင်တယ် မစားနိုင်ဘူးဆိုတော့ ပဇွန်ရဲ့အချိုတက်ကိုပြေဝခံစားပါကျွန်တော်ပဇွန်အရင်ကြိုက်တာတကောင်လုံးစားလိုက်တယ်ပေါ့နော် တကောင် တက်တာလူရ ရသာတိတ်မပေါ်မှာစိုးလို့ပါရသာပေါ်အောင်လို့လေဒါပဇွန်စား ကိုလည်းကြိုက်တော့စားလိုက်တယ်ပေါ့နော်သူ့ရဲ့ဒါဟို delay အရာထင်ပါတယ်ရခိုင်ဘက်ကချက်တဲ့ပုံစံလားမသိဘူးအဲ့လိုဆိုတော့အဆက်တွေကဲထားတွေ့ရတယ်ဆိုတော့ဟိုအဆက်ကြိုက်တဲ့လူတွေဆက်ချင်းဆက်အမျိုးပေါ့နော်ရကြိုက်တဲ့လူတွေတော့အများကြီးပိုအဆင်ပြေလို့ကျွန်တော်ကျတော့အဆက်အရင်မစားနိုင်ဘူးဆိုတော့ကျွန်တော်တို့တော့ပဇွန်လေးကပိုအဆင်ပြေတယ်ပေါ့နော်ဟုတ် ကဲဒါဆိုရင်အခုချိန်ရဆိုရင်၃ယောက်လုံးအကဲဖြတ်ပေးရမယ့်အချိန်ကိုရောက်ရှိလာပြီဖြစ်ပါတယ်ခင်ဗျာဒီဟင်းပွဲနှစ်ပွဲမှာဘယ်ဟင်းကိုပို့ပြီးတော့ကြိုက်တယ်ဆိုတာရွေးရမှာဖြစ်ပါတယ်၃ယောက်လုံးကတော့ရွေးချယ်ရခက်နေမယ်လို့ထင်ပါတယ်ခင်ဗျာဟိုဘက်ကလည်းဟိုကိုကြိုက်တဲ့အရာတာပေါ်မူတည်ပြီးတော့ပေါ့နော်အခုဆိုလည်းအဆက်ကိုမကြိုက်ဘူးဆိုပေမဲ့လည်းပဇွန်လေးကိုရွေးပြီးစားလိုက်တဲ့ခါမှာသဘောကျသွားတယ်ပေါ့နော်ဒီဘက်ကဆိုရင်လည်းဒါချက်သားလေးဆိုရင်လည်းဂရင်းရှင်းသွားတဲ့ရတာလေးပေါ့နော်ကဲဒါဆိုရင်ညီမစပြီးတော့ဘယ်ဟင်းကိုပို့ကြိုက်လဲဆိုတာလေးပေးပေးပါဦးဟုတ်တယ်လေးပေးပေးပါဦး ယူပါတယ် ပို့ပြီးတော့ကြာ ရွေးချယ်ချင်ပါတယ်ဟုတ်ကဲ့ပါဟုတ် ဟုတ်ကဲ့ပါကျေးဇူးအများကြီးတင်ပါတယ် ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါ โอเคပါဒါဆိုရင်တော့မကြာမီအချိန်အတွင်းမှာကျွန်တော်တို့ဘယ်ဟင်းပွဲတွေကပို့ပြီးတော့လူကြိုက်များလဲဆိုတာရယ်နောက်ပြီးတဲ့အခါမှာကျွန်တော်ခနောရဲ့ Hong Kong Showdown ရဲ့ trophy ပေးရတဲ့အစီအစဉ်ကမကြာခင်ပြန်လည်ပြီးတော့စတင်တော့မှာဖြစ်ပါတယ်ခင်ဗျာကဲအခုချိန်ရဆိုရင်တော့နှစ်ယောက်စလုံးကဟင်းချက်ပြီးသွားပြီပြီးသွားတဲ့အခါမှာအကဲဖြတ်ဟိုဟာဧည့်သည်တော့၃ဦးကနေလေသူတို့ရဲ့အရသာတွေညီးပြီးတော့ဘသူကပို့ပြီးတော့လူကြိုက်များတဲ့ဟင်းဆိုတဲ့ result ကလည်းကျွန်တော်လက်ထဲမှာ trophy ရလည်းလက်ထဲရောက်နေပြီ ဟိုဘက်ပဲ သူရမယ်လို့ထင်တယ်ကျွန်တော်ထင်တယ် တီကွန် ကျွန်တော်သိတယ်ကျွန်တော် ဒီကောလားမသိဘူးမသိလားမသိဘူးလို့ 6လ ဘသူရမယ်လို့ထင်လဲ မမျော်လင့်ဟိုပါပဲစားကျင်တယ်တီကွန်ကလေးပဲစားကျင်တယ် ကိုကလည်း စုမလို့ချင်းတီကိုရဲ့ဟင်းလေးပါစ ဟင်း က် လေး တော့ ပဲ ဝိုင်း ဟ ချင်း င်း လေး လေး ပဲ ပဲထိုင်နေစားလဲစား ဒီကောင်ကလည်းသူဟာမြည်ကျင်တာလဲနေကုနာတွေကတေးတွေယူနေ ဟုတ်တယ်နော် ဒီကိုတက်ကနေ30အတွင်းဆိုဘယ်လောက်အမှတ်ပေးချင်လဲ ကို ကို 99 ဟာအမိုက်စား တစ်ကတော့မကြိုက်တဲ့သူအတွက်ပေါ့ ဒါပေါ့ကို ကိုကတော့ ကြိုက်ဘူးချစ်ဆက်ပေါ့ ကိုကတော့ကိုကြိုက်တယ် ကိုကတော့ကိုကြိုက်ပဲချိုးတန်တလုံးနဲ့ မင်းအောင်ဟင်းပေါ်မူတည်ပြီးတော့ confident level ဘယ်လောက်ထိရှိလဲတစ်ကနေ30အတွင်းဆို 0
မဟုတ် ဒါ တာ နဲ့လေး short လိုက်ပါအော်မပါအောင်0ဆိုတော့တင်ရပါ ဟုတ်တယ်ကိုရမလို့လေးမိတာလည်းကောင်းတယ်လေ မနေ့ကိုယ်တိုင်လေအထုအထောင်တိုင်းကွက်တွေကြားထဲမှာချက်တာလေထူထောင်တိုင်းကွက်တွေပါပါတယ်လေဟုတ်တယ် ဒီလိုစုံနဲ့ ကြမယ်လို့တဲ့ချက်မှာလှမ်းထိန်တာ ဟေးဟေးဆိုရ ဒီလိုတစ်ကွက် ဒီလိုတွေပါလာ400ဆုံး โอเคပါဒါဆိုရင်ကျွန်တော်တို့ခနောရဲ့ home court showdown ရဲ့ trophy ကိုဘယ်သူကအနိုင်ရရှိသွားလဲဘယ်သူကပို့ပြီးလူကြိုက်များလဲဆိုတဲ့ result ကိုကျွန်တော်ကြီးညာပေးတော့ဖြစ်ပါတယ်ဒါကြောင့်မလို့နှစ်ယောက်သားကနေပြီးတော့ချစ်ချစ်ခင်ခင်လေးလက်ကလေးကိုတွဲပေးတာ မဲဒါမစ်စင်လို့ပါလို့ ရေးနေခုတ်နေပြီလား ဒီကုန်းလာတော့တယ်ဒီကုန်းလာတော့တယ်ဘောတော့ဒီကုန်းလာတော့အမှန်ပဲ ကဲဘယ်သူရမလဲဆိုတော့ကျွန်တော်ထင်တယ် ဟဲ့ကျွန်တော်ပဲထင်တယ် ကျွန်တော်ထင်တယ် ကျွန်တော်မြေတဲ့ထင်တာနော်ဒီလေး ဟိုပုံတီကွန်းလေးလားဟိုမန်နေလားဆိုတာဘယ်သူထင်လဲပေါ့နော်ဘယ်လိုထင်လဲပေါ့နော်ဒီကွန်းလေးဘယ်သူရသွားလဲဆိုတာကို ပြစ်ခဲ့မယ်နော် မတူဘူးတော့ပို့လိုက်မယ် ကြီးညာပေးတော့မယ် ဟုတ်လားဒီလုံးမေးတော့ဟုတ် ကြီးညာတော့ကိုယ်တိုင်မကြီးညာတော့ဘူးလား ဟုတ်ကျင်ညာလေးဘယ်တော့ဝတ်ဆိုထိုးထည့်လာမလဲဆိုပြီး ကဲဒါဆိုရင်ကျွန်တော် reset ကိုကြည့်ကြပါတော့မယ်ခင်ဗျာကျွန်တော်ခနော home court showdown ရဲ့ဒီအပိုင်းမှာလူကြိုက်ပုံများတဲ့ဟင်းလျာကပိုင်ရှင်းကဘယ်သူဖြစ်မလဲဆိုရင်တော့ဒီကိုလေးပဲဖြစ်ပါတယ်ခင်ဗျာ ဟုတ်တော့ကိုလေးရပါတယ်ဟုတ်တော့ပြောရတယ် ကဲဒါဆိုရင်ဒီကိုလေးဟင်းကိုကျွန်တော်ပတ်သက်တယ်ဝါလို့ရပြီ ပြောတယ်ပြောတယ် ဒီကုန်းလေးဆိုဘသူကပို့ပြောတာ မနေ့ကပုံပြောတာ စားရမယ်ဆိုပြီး ဟုတ်ကဲ့ပါကျွန်တော်တို့ခနောရဲ့ home court showdown အစီအစဉ်မှာလာပြီးတော့အားပါတရားပေါ့နော်မနေ့ရဲ့ဒါတိုင်းကွက်တွေနဲ့စက်သားနဲ့ခရဲစီတီတော့ရဲ့တီကွန်းရဲ့ခြေဆက်ပစွန်ညစ်ကလေးနဲ့ ဒီကလေးနဲ့ ချက်ပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်လာပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ဒီကွန်းအတွက်လည်းဂုဏ်ယူပါတယ်ခင်ဗျာနောက်ထပ်အနေနဲ့ကျွန်တော်ခနောကနေပြီးတော့ပေးထားတဲ့ကျွန်တော်လက်ဆောင်ပစ္စည်းတွေရှိပါတယ်အဲ့ဒါပါတစ်ခါလေးပေးရချင်ပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါ ကျေးဇူးတင်ပါတယ် ရအောင်ပါလေ ရောတီကွန်းကြိုက်တဲ့ဒါအမြဲထည့်ချက်တွေじゃခနော်လေးကိုကျွန်တော်လက်ဆောင်အနေနဲ့ပေးချင်ပါတယ် စာပူတုံသွားပြီ ခဏစား အမိုက်စားပြီးသွားပြီ ကျေးဇူးများကြီးတင်ပါတယ်ကျေးဇူးများ ဒါမင်းအတွက်ကလည်းခင်းချိုလေးအတွက်ကိုဒါ3နှစ်3မိုးကျင်းတော့မှာဆိုတော့ကျွန်တော်ခနောကို3နှစ်စာတစ်ခါလေးထည့်ပေးထားပါတယ်နောက်3နှစ်နေရဆိုရင်တော့တီကွန်းမလွယ်တော့ဘူးเนาะဒီခနောတွေ3ပြုပြီးတော့သူပြန်လာပြိုင်တော့မယ် ပြန်လာပြိုင်တော့မှာ လုံးဝရှေ့အမိုက်စားတစ်နှစ်လောက်နဲ့ဆိုရနေပြီ တနေ့လောက်နဲ့ရောက်အောင်ခနောနဲ့ဟုတ်ကဲ့ပါကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာကဲဒီတစ်ပတ်မှာဆိုရင်တော့ကျွန်တော်တို့ခနောရဲ့ home court showdown အစီအစဉ်မှာမန်နေရဲ့ကျွန်တော်တို့တီကွန်လေးရဲ့ကနေပြီးတော့ဒါပျော့ပျော့ရွှင်ရွှင်နဲ့ပါဝင်ပြီးတော့ဆင်နွှဲခဲ့တာဖြစ်ပါတယ်နောက်ထပ်အပိုင်းတွေမှာဘသူတွေကလာပြီးတော့ဘလို့မတူညီတဲ့ challenge ကိုဖျက်ကျော်ရင်လည်းပျော့ပျော့ရွှင်ရွှင်လာရောက်ချက်ပြုတ်ပြီးတော့ရှင်းပြကြမလဲဆိုတာကိုစောင့်မျှော်ကြည့်ရှုရင်းနဲ့ဒီနေ့အစီအစဉ်ကနေပြီးတော့နှုတ်ဆက်ပြရစေခင်ဗျာဘိုင်ဘိုင် ဟေးတတာ တီကွန်လက်မအားတော့ ကျေးဇူးတင်ပါတယ်ယူပေးထားမလား trophy တော့ကြိုက်တာကျ ဒီကွန်းကလေဒီခနောဟင်းချက်ပြိုင်ဝယ်လေးမှာပေါ့နော်ပါဝင်ရတာမနှင်းနဲ့ဖြစ်တဲ့အတွက်ကြောင့်မှပို့ပြီးတော့ကိုယ်သမီးလေးနဲ့ပြန်ရတာပို့ပျော်တယ်ပေါ့နော်နောက်တစ်ခါဒီကုန်းတို့အိမ်မှာလည်းအမြဲတမ်းအသုံးပြုနေတဲ့ဒီခနောကြက်သားမုံကိုအသုံးပြုပြီးတော့ချက်ရမယ်ဆိုတော့ကိုယ်စိတ်ထဲမှာဒါအမြဲတမ်းသုံးနေကြဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ့်ကို confidence အရန်ရှိတယ်ပေါ့ဒါတော့အတိုင်းထက်အလုံးလုံးပါပဲကိုသမီးလေးလည်းဟင်းချက်တာတော်ပါတယ်သူအတုပ်ကလေးကိုမြည်ရမှာပါလေတကယ်စားလို့လည်းကောင်းတယ်ပေါ့နော်မနေ့ရဲ့လက်ရလဲဒါပေမဲ့တီကွန်းရဲ့လက်ရတော့တီကွန်းရဲ့ပါဇက်နဲ့တွေ့တဲ့ဒီချင်းဆက်ဟင်းလေးပေါ့စီမပါတဲ့ဟင်းလေးအဲ့ဒါကြောင့်မလို့နည်းနည်းတမှတ်တာသွားတယ်ထင်ပါတယ်ကိုသမီးလေးကိုဒါလေးရတာအရန်ပြောတယ်ကျေးဇူးအများကြီးတင်ပါတယ်